ခဏနှစ်ကြံလေးအရင်တက်လိုက်ပြီးကြမှာမျက်လုံးလေးမိတ်ပြီးတခြားနားထောင်နော်โอเคနေနေလောက်ပြောပြခဲ့ပါငါတကယ်မသိလို့ဘိုးတော်ငါတို့နှစ်ယောက်ကြောင်းနေနေဘလို့မေးပြခဲ့တာပြောပါခလေးရာငါတကယ်မသိလို့ငါလည်းပဲမေးမေးသလိုမေးတတ်ချင်လိုက်တာလမ်းမေကမုံတိုင်းတွေမှာရင်လို့ထိုင်စားသေးလားဒီချိုင်းတဲ့ကော်ဖီဘူးလေးငါပြောထားစေပါငါတို့နှစ်ယောက်တွေ့ခဲ့ကြအားလည်းရတဲ့ဒီကနေ့နေချိုင်းတဲ့ချင်းလေးဖွေးမခုံးလေးတတ်ပြင်းဖြေစနံပါလေးတွေစင်တူဆောင်ကပြသွားနေမဝေးဖို့ရစင်စုတောင်းချနေချိုင်းတဲ့ချင်းတွေဖုန်းထဲမှာတောင်းထားတဲ့ကိုရီးယားကားတွေကလို့ချောဖို့ကကြောင်းသွားမယ်မုံသွားခဲ့တော့မပြစ်လိုက်ပါနဲ့ငါကြည့်တဲ့စိတ်နဲ့တရားပေးပါကွယ်ငါတောင်းမှန်းနေမုံပြစ်လိုက်ပါမယ်လို့မသွားပါနဲ့လမ်းခွဲပေးမဲ့စိတ်မညစ်ပါနဲ့တနာတဲ့စိတ်နဲ့တရားပေးပါကွယ်ငါတောင်းမှန်းနေမုံလို့ရပါတယ်မေလို့မသွားပါနဲ့ခလေးရေခလေးရေမိုးရီရာလေးချင်းဆိုစင်ပြေရလားစိတ်ဘူးတဲ့ဒီလက်ချောင်းနဲ့ညောင်လူလန်းလျှောက်ချင်သေးတယ်တစ်ဖက်ကလက်ကိုတွေ့တစ်ဖက်ကမိုးရည်တဲ့ဆော့ကစားခဲ့တဲ့မိဘုံရိပ်တွေအားလုံးပြန်စီချိုးချခဲ့တနေ့ညနေ6 နာရီနင်ကြွရောက်ဖို့ဖိတ်ခေါ်ပါတယ်နင်သိပ်ပြောမှာပဲငါအမြဲတမ်းဖန်ဆင်းထားတဲ့ခန်းနာတစ်ခုကသိပ်ခေါ်ပါတယ်ရက်မှနှစ်သို့ပြောင်းလဲတစ်ဖက်ကအချစ်တော့မဟောင်းခဲ့ရှင်ခွဲလို့နှုတ်ဆက်သွားတာတောင်မှလက်ပြချစ်ဖို့ကောင်းစဲမမိုးတွေကိုဆူထားပြီးတော့ဝယ်ပေးထားတဲ့ကပရှက်တွေမင်းစီမရှိသေးတာငါထပ်ပြီးတော့ကြားချင်လို့ပါဟိုရှင်ကတော့မင်းစီကကတိလေးများဒီချောင်းအောက်လမ်းတွေရှောက်ပခုံးဖန်ကမြဲပြောတောင်းတဖို့တွေ့ခါခဲ့တဲ့ဆုံးသက်ဟာလွဲချောစနံပါလေးတွေစင်တူဆောင်ကပြသွားနေမဝေးဖို့ရစင်စုတောင်းချနေချိုင်းတဲ့ချင်းတွေဖုန်းထဲမှာတောင်းထားတဲ့ကိုရီးယားကားတွေကလို့ချောဖို့ကကြောင်းသွားမယ်မုံသွားခဲ့တော့မပြစ်လိုက်ပါနဲ့ငါကြည့်တဲ့စိတ်နဲ့တရားပေးပါကွယ်ငါတောင်းမှန်းနေမုံပြစ်လိုက်ပါမယ်လို့မသွားပါနဲ့လမ်းခွဲပေးမဲ့စိတ်မညစ်ပါနဲ့တနာတဲ့စိတ်နဲ့တရားပေးပါကွယ်ငါတောင်းမှန်းနေမုံလို့ရပါတယ်မေလို့မသွားပါနဲ့ခလေးရေခလေးရေမုံသွားခဲ့တော့မင်းမပြစ်လိုက်ပါနဲ့ငါကြည့်တဲ့စိတ်နဲ့တရားပေးပါကွယ်ငါတောင်းမှန်းနေမုံပြစ်လိုက်ပါမေလို့မသွားပါနဲ့လမ်းခွဲပေးမဲ့စိတ်မညစ်ပါနဲ့တနာတဲ့စိတ်နဲ့တရားပေးပါကွယ်ငါတောင်းမှန်းနေမုံလို့ရပါတယ်မေလို့မသွားပါနဲ့ခလေးရေခလေးရေ